ရုပ်ပုံစစ်ခေါက်နာကျင်ရှင်းဝေနာခံစားသောယေရှုဟာအံ့ဩဖွယ်ရမတ်စွာကိုပြုလုပ်ပြီးနောက်မှာလူတိဟာသူ့နောက်ကိုလိုက်ကြတယ်။သူဟာကျင်နာတယ်ဖျားနာသောလူတိကိုကြမ်းမာစေတယ်။ဖရရဲ့နီလန်းတွေကိုတော်တင်ခတယ်။အပိတ်နဲ့နှိမ်မွနေပြီးလမ်းပြောက်နေသောလူတိကိုကယ်တင်ဖို့ကြွလာခြင်းဖြစ်တယ်။မောင်တို့ဟာအပိတ်တော်တွေဖြစ်တယ်လို့ယေရှုကပြောလိုက်တဲ့အခါမှာစိတ်ထောကောက်ကျိသောလူတိကသူ့ကိုကောင်းကောင်းမုန်းခဲ့တယ်။အဂိကကနေပြီးယေရှုကိုမနာလိုလေးဖိတ်လာခဲ့တယ်။ယေရှုဟာဖရတော်တော်ဖြစ်တယ်လို့သူတို့ကမယုံကြည်ခဲ့ကြစမကဘူး။သူတို့ကိုမတရာဖန်စီရှုံနှောင်ပြီးကမူသောစကားတွေပြောဖို့ရိုက်နဲ့ကတ်တယ်။သူ့ရဲ့ဥကောင်းပေါ်မှာဆူတဲ့တော်ဘူးကိုစောင့်စီပြီးကအတွေ့ထွေးကတ်တယ်။ကေးရဲကတ်တယ်။ရေကလေးယေရှုဟာသူ့ကိုအတိုက်ခံမလုပ်ခါ။ရစ်သူအပေါ်မှာတနစ်တုံ့ပြန်လာဖို့ဆိုတော့ကိုသူကရိုတိထားပြီးဖိတ်တယ်။မကောင်းသောသူရဲ့ဒုက္ခပြီးသောတက်စော်ကိုသူခွင့်ပြုခဲ့တယ်။လူသားတိအတွက်အပြိတ်တိုင်ကိုခံယူဖို့ယေရှုဟာလက်ကောင်တဖွေအသီခံကစားရတာဖိတ်တယ်ရုပ်ပုံစစ်ခနိုင်ကောစင်တင်ကွက်မြတ်ခေကျော်ယေရှုရောမစိတ်တော်တိဟာယေရှုကိုတိတ်သောလက်ဝက်ကတိုင်မှာတန်နဲ့ရိုက်ကြတယ်ခွဲဘယ်မှာလက်ဝက်ကတိုင်ကိုမက်နေအောင်ထောင်ထားရင်ရင်းနောက်မှာတက်တော်ကုံလောက်ခရင်ယေရှုနဲ့တူအပရိသတ်နှစ်ယောက်ဟာယေရှုလိုပဲကောစင်တင်အသက်ခံခဲ့ရတယ်။ရေးအချိန်ကအပရိသတ်ရာဇဝတ်သားတို့ကိုဒီပိုင်ရဲဆက်ဆက်တက်ခတ်စွာဒလိထုံစံရှိခရတယ်။ရေကလေးယေရှုကတခါလေအမတ်တစ်ခုကိုတောင်မလုပ်ခါလူသားအားလုံးတဲ့အပရိတိအတွက်ရိတ်ကောင်တဖွေပြည့်စဲဖို့ဖိတ်လာတယ်။ဂိုးရီကျွန်တော်တို့တွေဟာလည်းအပရိများရှိလို့ဂိုးရီကျွန်တော်တို့ရဲ့ကိုစီအပရိတွေကြောင့်မုရှတေရမှာလူတွေဖိတ်တယ်။ကျွန်တော်တို့အတွက်ထိတ်တန်စွာအပရိတန်ကိုယေရှုကခံယူလက်ခပဲကျွန်တော်တို့ဟာအပရိသတ်ဖက်ပြီးဝန်ခံပြီးအပရိပြုလို့ရှင်းကနေအမှန်တကယ်ရက်တက်လိုက်မယ်ဆိုကေဘရာဂိုးရီကိုကျွန်တော်တို့ရဲ့အပရိတွေကိုခွန့်လန့်နိုင်ပါတယ်ဂိုးရီကိုကျွန်တော်တို့သခင်ယေရှုကိုယုံကြည်လက်ခံပါကယ်တင်ရှင်ရလိုက်မယ်ဖြစ်တယ်ရုပ်ပုံစစ်ဆိုင်ရှင်ပြန်ထမောက်ရှင်ယေရှုကိုတပ်ဖက်ဖရက်စီလိုက်ကြပြီးလို့ယေရှုရဲ့ရန်သူများကထင်ကြတယ်ရေကလေးသူတို့ထင်ပဲမဟုတ်ယေရှုကလက်ဝက်ကတိုင်မှာအသက်ခံပြီးနောက်ပြီးသူ့ရဲ့မိတ်ဆွေတို့ရှို့ကနေသူ့ရဲ့အလောင်းတော်ကိုဂူတကူထဲမှာထိထားခရတယ်ရေကူအဝင်ဝကိုကြောက်တုံးဂရီဂရီတလုံးနဲ့ပိုက်ခရတယ်နှစ်ရက်ကြော်ပြီးသုံးရက်နှိမ်မှာယေရှုကတီဆာကနေပြီးထရန်လာရေတန်ရှင်တွင်ဝကိုအမျိုးသမီးတချို့ရောက်လာတယ်ဂူဝပေါက်ကပိတ်ထက်စွာကြောက်တုံးမိဟာတစ်ဖက်ကိုရွှေ့နေပြီးယေရှုမရှိစောကိုပြိခတယ်ကောင်းကင်တမန်နံပါတ်ကယေရှုဒီစကနေပြီးပြန်အသက်ထန်လာစောကိုပရော့ပလိုက်တယ်သူဒီမှာမရှိဟာရှမ်ပန်ထောင်းလက်ကပဲကောင်းကင်တမန်နံပါတ်ကပရော့တယ်ယေရှုကဒီစကနေပြီးပြန်အသက်ထန်လာကြောင့်ကိုသူဟာဖရဖိတ်ကြောင့်ကိုရှင်းရှင်းလင်းလင်းသက်သေပြလက်ခါတွေဖိတ်တယ်ယေရှုဟာဒီနေ့အထိအသက်ရှင်လက်ရှိရေသူဟာစာဒမဏရဲ့တေရှင်းတဲ့တကူပြီးစောသူဖိတ်တယ်ရပုံစကိုယေရှုကိုယုံကြည်လာသောတော်မှာယေရှုဟာတီစကနေပြီးရံပြီးသူ့စောနောက်လိုက်တပိတ်ဒီအများများကနေယေရှုကိုတွေ့ခဲ့တယ်သူနဲ့အတူတူစကားပြောဆိုခဲ့တယ်သောမဆိုတော့လူကတော့ယေရှုနောက်လိုက်တပိတ်အရင်ဖိတ်တယ်ယေရှုတီစကနေပြီးရှင်သာထတ်မဆိုတော့ကိုသူမယုံယေကေပရောဆိုနောက်မှာယေရှုရဲ့တန်ရိတ်တာဒန်တာကိုသူ့လက်မှာစံတဲ့ပြီးမှယုံလာတယ်ယေရှုကသောမစီကိုလာပြီးသူ့မှာရဆိုဒန်တာကိုပြခါရေပုံမှာတွေ့ရဖို့တော်မာတဲ့တန်တရာစိတ်တွေကန့်စင်လက်ခပြီးယေရှုရဲ့ရှေ့တိုင်းမှာပြောပြီးကျွန်တော်ရဲ့တခါကျွန်တော်ရဲ့ဖရာလို့ပြောလိုက်ပါသေးရဲ့ယေရှုကဇာပြောလဲဆိုငါ့ကိုမမြင်ပဲယုံစောကိုပို့ပြီးမင်္ဂလာရှိတယ်လို့ပြောခါပါတယ်ရုပ်ပုံနဲ့စီခရစ်တော်ကောင်းကင်ဘုံသို့ပြန်ကြွတော်မူခြင်းဒီစကားချန်တန်ထမ်းမှပြီးရက်ပေါင်း40ကာမှာလူတီကိုအများကြီးကိုထင်ရှားပြီးပြခါရဲ့ယေရှုကအမှန်တကယ်ဒီစကားနဲ့ပဲချန်တန်ထမ်းမှဆိုတော့ကိုလူအများဘက်ကတွေ့မြင်ခရရဲ့ရေပိုင်နဲ့ယေရှုကကောင်းကင်ဘုံမှာရှိသောသူ့ရဲ့ခမည်းတော်စီကိုပြန်လောက်ဖို့အချိန်ကြာတော့ခါမှာသူလှုပ်ဆောင်ရမယ့်အမှုကြီးကိုပြီးစီးအောင်လုပ်ခပြီးပြရာယေရှုကသူ့ရဲ့နောက်လိုက်တပည့်ကိုနေရာတိုင်းမှာလူတိုင်းကို
ရမ်မောက်ဝေဝန်တန်ဆာစကားတရင်ကောင်းကိုဒီစကားဒီတရင်ကောင်းကိုပရော့ဖို့အတွက်မှားခတယ်ယေရှုကောင်းကင်ဘုံပြန်တက်ကုန်မှာတပည့်တော်တို့ကစောင့်ကြည့်ခတယ်ကောင်းကင်တမန်နမဟာလေဖူဇော်အဝက်ကိုဝဲပြီးလူနှစ်ယောက်ပုံတန်ဆောင်ပြီးကိုထန်ရှမ်းပြခရဲ့ယေရှုကောင်းကင်ဘုံတက်လက်ခါမှာတနေ့သူပြန်လာဖို့အကောင့်ကိုတပည့်တော်တို့ကိုပရော့ခရဲ့ယေရှိမရောက်မရှမ်းယေရှုကကောင်းကင်ဘုံကနေပါရှိရဲ့သူ့ကိုယုံကြည်ပြီးသူ့နောက်ကိုလိုက်တဲ့သူတွေအတွက်ယေရှုဟာကောင်းကင်ဘုံမှာနေစရာအခန့်တယ်ခန့်ပင်နေရှိရဲ့အခုဂိုဂီကိုငါတို့ဇာဘီတဖောရလေယေရှုကိုယုံပြီးသူ့နောက်ကိုလိုက်ဖို့လားကောင်းကင်နိုင်ငံကိုလောက်ဖို့အဆင်သင့်ရှိရဲ့ရဘုံနဲ့စစ်တိုက်ယေရှုမရှိတော်တော်လက်ဝကတိုင်ယေရှုဟာလက်ဝကတိုင်မှာရှိတ်ဆွေးပြီးဇာဖလို့အတိခံရတယ်လေအပရိဒံခံချင်းမှာပရိသတ်ကိုကယ်တင်ဖို့ယေရှုအသေးခံပါတယ်ယေရှုဟာပရိလုံးဝမပြုလုပ်ခေါရေကလေးဖရရဲ့ဂိုးကြီးငါတို့တတိတစ်ခါဖိတ်စေဖို့အပရိကိုယူဆောင်ဖို့တီးရရှင်ဖိတ်တယ်ယေရှုဟာအပရိအနာရှာလေးကိုက်နေတန့်ရှင်းအပရိကန်စာဖူရဲ့ဖရရဲ့သို့တဲ့ငယ်ဖိတ်တယ်လို့လက်ဝကတိုင်ကဂိုးကြီးကိုငါတို့ကိုတတိပိနှုတ်ဆက်ထားတယ်ယေဖရယေရှုဟာဂိုးကြီးငါတို့အတွက်ရဲကောင်တပွေပူဇော်နှိမ့်နာခံခရဲ့ယေရှုကိုယုံကြည်လက်ခံပြီးအပရိလို့ရကနေပြီးမလုပ်ဖို့နောင်တရမယ်ဆိုကိုကြီးငါတို့အပရိတွေကိုဖရကခွင့်လွှတ်လိမ့်မယ်ယေရှုဟာဂိုးကြီးငါတို့ကိုဖရရဲ့တာသမီဖိတ်ဖို့အတွက်လုပ်ပြီးတတ်တယ်သူငွေချင်းဖိတ်လာအောင်လည်းလုပ်ပြီးယုံကြည်သူခရိယန်ခရစ်တော်နောက်လိုက်သူတယောက်ဖိတ်လာတယ်ဆိုတော့ကိုလေဇာကိုဆိုလို့လေရဘုံတစ်စိ၌လက်နဲ့သွေးရှိခဲ့ဆိုတော့ကိုယေရှုကတွန်တင်ခတယ်ပရက်စီရှင်အပင်ကလေးကိုဥတီတဲ့အပိတ်ဆိုတော့လမ်းအကြီးကြီးထဲမှာလူတိုင်းဟာရှောက်လန်းနေကြတယ်ဂိုးကြီးငါတို့အားလုံးကအာဒံကနေအမွေနဲ့ဖိတ်ဓာတ်ထဆိုအပိတ်လို့ပိုင်ဆိုင်ခရဲ့ယေရှုကပရောရီကောင်းကင်ကိုဥတီခေါ်ဆောင်နီးစောလမ်းရှည်ကိုဝင်ရဖို့ဖိတ်တယ်ရေပခိုင်းဒိုင်ပရောဖို့လေဆိုကြတစုံတယောက်ကသူ့ဘဝထဲမှာယေရှုကိုယုံကြည်ပြီးနောက်ကိုလိုက်မယ်ဆိုရထာဝရအသက်ကိုရလိမ့်မယ်သူဟာကျေစော်လမ်းကနေကောင်းကင်ဘုံကိုဥတည်နေကျင်းစော်လမ်းကိုရှောက်လန်းနေကျင်းလမ်းပေါ်မှာရှိစော်လူများတဲ့တရစီရင်ရှင်းကိုမရှိဘူးမိမိစန္ဒအလျောက်ရေရှည်ပန်ခွင့်နေရှိတကယ်လို့ယေရှုနောက်ကိုလိုက်ဖို့ဆုံးဖြတ်ရှထောက်ကြဆိုရင်ယင်းနည်းကိုဖရပရောဇစကားကိုဆူတောင်းနိုင်ပါတယ်စိတ်ထဲကလည်းလိတ်ဆိုရပါ၏ဖဖရာဂိုရီယိုကျွန်တော်တို့အပရိတ်တဲ့သူထွက်တယ်ပရိမရတဲ့သူထွက်တယ်ဂိုရီယိုငါတို့အပရိတ်လက်ထက်ဆက်ပြီးဖို့လေလက်ဝက်ကတည်းကယေရှုအသေးခံခဲ့ရဆိုတော့ကိုယုံကြည်ပါတယ်ကျွန်တော်တို့နှလုံးသားကိုခွင့်လွှတ်ပါရှေ့ကြောတော်မူပါကိုတော်ရဲ့ကောင်းကင်မိသားစုတို့ဖိတ်လိုပါတယ်ယေရှုရဲ့တက်တာလမ်းကိုကျွန်တော်တို့လိုက်လျှောက်ရှင်ပါတယ်ကျွန်တော်တို့ဒီလပဲဆိုကလေးကောင်းကင်မှာကိုတော်နဲ့အတူနေထိုင်လိုပါတယ်ယေရှုတင်ပါတယ်အဖဖရအာမင်